comment ထဲမှာတရား channel လုပ်တဲ့နီးဗီဒီယိုလုပ်ပေးပါလို့ပြောထားလို့ကျွန်တော်ဗီဒီယိုလေးနဲ့ဒီနေ့အစားဆုံးလုပ်ပြပေးပါမယ်အဓိကတော့တရား channel ကိုကျွန်တော်တို့ AI သုံးပြီးတော့ဗီဒီယိုဖန်တီးမှာပေါ့နော်ဆိုတော့ AI သုံးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကGemini ပဲသုံး ChatGPT ပဲသုံးတခြားဗီဒီယိုထုတ်လို့ရတဲ့ AI model ဘယ်ဟာပဲသုံးလို့ရတယ်နော်ကျွန်တော်ကတော့ကျွန်တော်ရဲ့ AI tool လေးဖြစ်တဲ့ Transcript Master ထဲမှာပဲကျွန်တော်ဗီဒီယိုလေးကိုထုတ်ပြပါမယ်နော်အဲ့တော့ဘယ်မှာပဲထုတ် prompt ကအတူတူပါပဲနော် prompt အတူတူပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ကျွန်တော် tool လေးထဲမှာပဲတစ်ခါလေးထုတ်ပြလိုက်ပါမယ်ကျွန်တော်တခြားဒီ AI tool တွေကျတော့ဝယ်ထားတာမရှိလို့ပါနော်ပုံထုတ်မယ်ဆိုတော့ကျွန်တော်ဒီမှာ prompt လေးရှိပါတယ်ဒီ prompt လေးကိုကျွန်တော်တို့ကူးပြီးတော့ရိုက်ထည့်လိုက်ပါကျွန်တော်တို့ prompt ကိုမြန်မာလိုပဲရေးပါတယ် okay prompt ကကျတော့ဒီတိုင်းထုတ်မယ်အသက်20အရွယ်ဘယ်လိုပုံစံရှိရဆိုတော့ပုံဖော်မယ်ပြီးရင်ဘယ်နားမှာရှိတယ်ဆိုတော့ပြောမယ်ပြီးကျွန်တော်အဲ့မှာဘာထည့်ထားလဲဆိုတော့ဒီ main ကလေးရဲ့မျက်နှာချင်းဆိုင်ရာနံရံပေါ်မှာ green screen အပြည့်နဲ့ monitor တစ်ခုကျွန်တော်ထည့်ခိုင်းထားတယ်နော်အဲ့ဒါလေးထည့်မယ်နော်ပြီးတော့ကျွန်တော်အဲ့ပုံလေးကိုထုတ်လိုက်ပါမယ် okay ဒါဆိုရင်ပုံကဒီလိုပုံစံမျိုးလေးထွက်လာပြီနော်အဲ့တော့ဒီဟာကိုကျွန်တော်တို့ဗီဒီယိုလေးထုတ်ပါမယ် okay ဗီဒီယိုထုတ်တဲ့ထဲကိုသွားပြီးတော့ကျွန်တော်တို့ခုနကပုံလေးကိုကျွန်တော်တို့ထည့်မယ်ထည့်ပြီးတော့ prompt လေးထည့်လိုက်မယ် prompt ကတော့အဓိကတော့ဘာမှလှုပ်ရှားမှုမပါဘူးအဓိကပြောထားတာပေါ့နော်အဲ့တော့ကျွန်တော်10စက္ကန့်စာလောက်ထုတ်လိုက်ပါမယ် okay ဒါလေးထုတ်နေတော့မှကျွန်တော်တို့ pixel.com ဆိုတဲ့ဒီ site လေးတွေကိုကျွန်တော်တို့သွားပါမယ်အဲ့မှာဘာလုပ်မှလဲဆိုတော့ခုနကကျွန်တော်တို့ green screen ထဲမှာထည့်ပြဖို့ဗီဒီယိုလေးရှာမယ်ပေါ့နော်အဲ့တော့ဘယ်လိုဟာလေးတွေပြလို့အဆင်ပြေလဲဆိုတော့တရိတ်ဆန်လေးတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းပန်းကင်းပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုတစ်ခုခုပေါ့နော်ကျွန်တော်ဗီဒီယိုလေးတစ်ခုရှာလိုက်မယ်အဲ့တော့ကိုကြိုက်တဲ့တစ်ပုတ် down လိုက်ပါနော်ကျွန်တော်ဒီဟာလေးပဲ down လိုက်ပါမယ်နော် down ပြီးတော့ကျွန်တော်တို့ CapCut ထဲကိုသွားပါမယ် CapCut ထဲရောက်ပြီဆိုရင်ခုနကကျွန်တော်တို့လုပ်ထားတဲ့ဗီဒီယိုလေးရဲ့ down ထားတဲ့ဒီပန်းကင်းဗီဒီယိုလေးကိုဆွဲထည့်လိုက်ပါမယ် okay ဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပန်းကင်းဗီဒီယိုအရင်ထည့်မယ်ပြီးရင်အပေါ်ကနေပြီးတော့ဒီ main ကလေးတရားထိုင်နေတဲ့ဗီဒီယိုထည့်မယ်ဒီဟာကိုကျွန်တော်တို့ remove pg နှိပ်ပြီးတော့ custom chroma key ကနေပြီးတော့နော် color picker နဲ့အစိမ်းရောင်ကိုဖျောက်မယ် intensity ကို50လောက်ညှင့်လိုက်မယ်ပေါ့နော်အစိမ်းရောင်လေးအကုန်ပျောက်သွားအောင်ပြီးရင်ဒီအောက်ကဒီပန်းကင်းဗီဒီယိုကိုဟာလာဒီ screen မှာ fit ဖြစ်ခံနေလောက်ထိပေါ့နော်ကျွန်တော်ထားလို့ရတယ်နော်ဒီမှာလွဲသွားရတယ်လားနော်လွဲသွားရဆိုတော့နည်းနည်းလေး site ကလေးကြီးပေးလိုက်တော့မလွဲသွားအောင်ဟာလာလွတ်သွားတာမျိုးမဖြစ်အောင်နော် okay ဒါဆိုရင်ဒီဗီဒီယိုကိုကျွန်တော် duplicate ပွားလိုက်နှစ်ခုပွားလိုက်ပေါ့နော်ပြောချင်တာနှစ်ခုပွားပြီးတော့မှနောက်ကဗီဒီယိုကို reverse လုပ်ပေးလိုက် reverse ဆိုတာရှေ့နောက်ပြောင်းပြန်လှန်တာနော်အတန်ဖြောက်မယ်ပြီးတော့ဒီကောင်လေးကိုကျွန်တော်နည်းနည်းလေးကြည့်လို့အဆင်ပြေသွားအောင်သူ့ရဲ့ video speed လေးကို 0.75 လောက်ထားပြီး short ပေးလိုက်မယ်နော်အရင်မမြန်တော့ဘယ်လိုဖြစ်သွားမလဲချက်ကြည့်အောင်နော်ဒီနေရာမှာကျွန်တော်တို့ဒီအမွှေးတိုင်ရဲ့အငွေလေးရွေ့နေလို့သာကျွန်တော်ဗီဒီယိုကနည်းနည်းလေးသိတာမှာအမွှေးတိုင်အငွေမပိုင်ဗီဒီယိုကမသိတာဘူးဗျာဒီလားနော် okay အဲ့တော့ကျွန်တော်တို့ကဒီအောက်ကပန်းကင်းလေးကိုလည်းနှစ်ခုပွားမယ်ဒီဟာကိုလည်း reverse လုပ်ပေးလိုက်မယ်ဟုတ်လားအဲ့ဒါဆိုရင်ဒီလိုသွားမယ်နော်ဒါဆိုရင်ဒီပန်းကင်းဗီဒီယိုနေရာမှာကြိုက်တဲ့အစားထိုးလို့ရတယ်ဒီလှုပ်နေတဲ့နော်ဗီဒီယိုဘာပဲဖြစ်ဖြစ်အစားထိုးလို့ရတယ်ဗျအဓိကဒီ screen ထဲမှာလှုပ်ရှားမှုဗီဒီယိုလေးအမြဲလာနေဖို့ပဲနော်အဲ့တော့ဒီကောင်လေးကိုလည်းကျွန်တော်တို့ကပွားထားလိုက်မယ်ဗျာနော်ပွားလိုက်မယ်ဆိုတော့ပန်းကင်းအောက်ကပန်းကင်းကိုအရင်ဆုံး reverse အရင်လုပ်နော် reverse အရင်လုပ်ဖို့လိုပါတယ်နှစ်ခုစီပွားဒါဆိုလို့ရှိရင်duplicate ဇက်တိုက်ဖြစ်နေလိမ့်မယ်ဗျာဒါတော့ကျွန်တော်10မိနစ်ခွဲစာလောက်ပွားထားလိုက်တယ်အဲ့တော့ပြီးရင်ဒီအပေါ်ဟာလေးကိုလည်း10မိနစ်ခွဲစာလောက်ထပ်ပွားပေးလိုက်ဟလားညာလောက်မှာကွက်တိဖြတ်ပေးလိုက်ပေါ့ဗျာနော်ဒါဆိုရင်ဒီလောက်10မိနစ်ခွဲစာလောက်ဗီဒီယိုလေးကျွန်တော်တို့ထုတ်ထားပြီဗျာထုတ်ထားပြီဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးကိုကျွန်တော်တို့export လုပ်ပြီးတော့စေ့ထားလိုက်မယ်ဆိုလို့ရှိရင်ဒါတော့ဒီခါလေးစေ့ပြလိုက်မယ်နော်စေ့ထားလိုက်ပြီဗီဒီယိုလေးကိုနော်ပြီးရင်ကျွန်တော်ရဲ့ဒီတရား application လေးထဲမှာဟာလာကြိုက်တဲ့တရားကိုသွား down ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးလည်း down လာပြီဒီဟာကိုလည်းကျွန်တော်ဟာလာ reverse လုပ်ထားပြီးပြီပေါ့နော်လုပ်ထားပြီးပြီဆိုတော့ဟာလာတရားအတန်ဖိုင်လေးရယ် reverse လုပ်ထားတဲ့ဗီဒီယိုလေးရယ်ကျွန်တော်ထည့်လိုက်မယ်ဒီကောင်ကြီးမလို့တော့ဖြတ်ထုတ်ပလိုက်နော်ခုန reverse လုပ်ထားပြီးသားဗီဒီယိုလေးထည့်မယ်ပြီးရင်တရားအတန်ဖိုင်လေးကိုအောက်ကထည့်မယ်ဗျာအဲ့တော့ပြီးပြီဆိုရင်ဟာလာတရားရဲ့အတန်ဖိုင်မဆုံးမချင်းဒီကောင်ကိုပွားပေးလိုက်ပြီးပြီဗျာဟာလာ
ဒါဆိုရင်ဒီတရားဗီဒီယိုလေးက loop ပတ်နေမှာအဲ့ loop ပတ်နေတာလေးကိုမှကျွန်တော်တို့ကပို့ပြီးတော့နည်းနည်းကြည့်လို့ကောင်းပြီးပြပြလေးဖြစ်ချင်နေဆိုရင်စာရန်တူလေးထည့်ပေးလိုက်နော်စချင်းပါဗျာအရင်ဆုံးစာရန်တူတစ်ခုထည့်မယ်ဗျာဟာလားအရင်ဆုံးဒီတစ်ကြောင်းအရင်ရေးမယ် font လေးရွေးမယ်ပေါ့နော်ဒီဘက်ဘေးလေးမှာပေါ်မယ်ဆိုကြပါစို့နော်ဟာလား effect လေးပါလေးနည်းနည်းပါထည့်မယ်ဗျာနော်ဒီဟာလေးကို animation လေးထည့်မယ်ဟာလားနာတော့ဒီမှာတစ်စက် duration ကိုတစ်စက္ကန့်လောက်ထားမယ်နာတော့နှစ်သူ့ကိုအယောင်လေးနည်းနည်းမြင်အောင်ပြောင်းမယ်ပေါ့နော်ဟာလားဒါမျိုးလေးရင်သွားမယ်သာသနာတော်နှစ်ပြီးရင်ဒီနေရာမှာနောက်ထပ်စာရန်တုတစ်ခုဟာလားဟောကြားတော်မူသောနော်သူ့ကို font လေးပြောင်းရင်ပြောင်းတာမဟုတ်လို့ရှိရင်အယောင်လေးပြောင်းပေးလိုက်နည်းနည်းသေးခြင်းလဲသေးပေးလိုက်လားတစ်ခုနဲ့တစ်ခုမတူအောင်ပေါ့နော်2000 stroke share လေးထည့်ပေးလိုက်နော်ပြီးရင်နောက်တစ်ခုကြမှာဟာလာလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းမှုဟောဒီဟာကိုကြတော့ font လေးတစ်မျိုးနဲ့ရေးပေးလိုက်လားဘောဟာနဲ့မတူတော့အောင်1500ဝေဒါဆိုဘယ်လိုလေးလာမလဲကြည့်ပေါ့နော်သာသနာတော်နှစ်2558နှစ်ကောဇာတက္ကရာ1385ခုနှစ်ဝါဆိုလဆန်း4ရက်2013ခုနှစ်ဟလာဒီလိုမျိုးလေးပျောက်သွားပြီနော်ပျောက်သွားပြီဆိုလို့ရှိရင်ဒါလေးကိုကျွန်တော်တို့ဗျာ copy လေးယူထားပြီးတော့ဟလာဗီဒီယိုရဲ့အလယ်နားလေးတွေမှာရှောက်ပြီးတော့ copy လေးကောက်လိုက်ထည့်လို့ရတယ်ဗျာ random လိုက်ထည့်လိုက်ပေါ့နော်လိုက်ထည့်လိုက်လို့ရှိရင်ဟလာဗီဒီယိုလေးကြားထဲမှာဒီစာတန်းလို့တွေကသူကသူ random လေးလိုက်ပေါ်လာမှာပေါ့နော်ရှောက်10မိနစ်ကျော်2မိနစ်ခြားတစ်ခါစသဖြင့်ရှောက်ထည့်လိုက်တာဆိုရင်ဗီဒီယိုအလယ်မှာလဲသူကသူကောင်းပြီအဲ့ဒီမှာပေါ်ကျင်တဲ့ချိန်ပေါ်လာမှာဗျာနော်အေးဆေးဆေးနေလို့မရဘူးလေရာသီဥတုဆိုတာအမတမအေးတာအေးတဲ့ရာသီဥတုမှာနေတဲ့โอเคဒါပဲဗျာအဓိကဒါပဲအဲ့တော့ဗျာကျွန်တော်တို့ကဒီ main ကလေးတရားထိုင်တဲ့ဗီဒီယိုကိုအဝေစားအယောင်9မျိုးလောက်နဲ့ဟလာပုံ9ပုံလောက်ထုတ်ထားပြီးတော့ green screen ပါရမယ်ဗျအဲ့ပုံ9ပုံလောက်ထုတ်ထားပြီးတော့နောက်ပိုင်းနေကြလို့ရှိရင်ဒီ green screen ထဲမှာထည့်ပြတဲ့ဗီဒီယိုလေးတွေကိုပြောင်းပေးလိုက်လေဟလာအဲ့ဒါဆိုလို့ရှိရင်လူကပုံစံတူပင်မဲ့ဟလာနောက်ကရှုခင်းတူနေပေမဲ့ green screen တွေကပုံကပြောင်းသွားတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ထဲကိုထပ်ခါသုံးနေပါတယ်လို့လည်းသူတို့ကဆွဲလို့မရတော့ဘူး YouTube ကနော်အဓိကတော့အဲ့လိုပုံစံမျိုးလောက်တာပါပဲနော် loop ပတ်တယ်ဆိုတာဒါပါပဲaudio book ဖတ်တဲ့လူတွေလည်းဒါမျိုးလုပ်လို့ရပါတယ်နော်ဗီဒီယိုလေးကိုဒီလိုမျိုး AI လေးနဲ့ထုတ်ပြီး loop ပတ်ပေးလိုက်ပြီးပါပြီဒါပါပဲဘာမှအထွေထူးရှုပ်ရက်တွေမဟုတ်ပါဘူးနော်တတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်အဲ့တော့ဗျာကျွန်တော်တို့ဒီနေရာမှာဟာလားပြင်းမရှိတာလေးတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီအမွှေးတိုင်မီးလေးထွက်နေအဲ့တော့အမွှေးတိုင်မထည့်နဲ့ဗျာကိုထုတ်တဲ့ခါကျဟာလားအမွှေးတိုင်မီးလေးကဟာလားပြန်ဝင်လိုက်ထွက်သွားလိုက်ဖြစ်နေတာလေးတစ်ခုကြောင့်ပဲအဲ့ဒါမပါလို့ရှိရင်ဗီဒီယိုကသူကင်မရာဟိုဘက်ဒီဘက်ရွေ့ပြီးရိုက်နေတဲ့ပုံစံမျိုးလေးပဲဖြစ်သွားမှာဟာလားအဲ့တော့တော်တော်လေးအဆင်ပြေပါတယ်ဒီပုံစံနဲ့အောက်ပါတယ်ကျွန်တော်စီမှာတော့ကျွန်တော်တင်တန်းနဲ့ရှောက်နေတဲ့လူတွေမှာတော့အယူခံအောင်ဝင်စရာမလိုပဲတန်းအောင်ကြပါတယ်နော်ဆက်လုပ်ကြည့်ပါဒါကျွန်တော်အကုန်လုံးလုပ်ချင်တဲ့လူတွေလုပ်လို့ရအောင်အခမဲ့မျှဝေပေးတဲ့သဘောပါဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကို like and share လေးလုပ်သွားပေးလို့ရပါတယ်ခုနကကျွန်တော် AI ဗီဒီယို AI ပုံထုတ်တဲ့ကျွန်တော်ရဲ့ AI tool လေးဝယ်သုံးချင်တယ်ဆိုလို့ရှိရင်လည်းဒါသုံးလို့ရပါတယ်ကျွန်တော်မှာသင်တန်းလေးလည်းရှိပါတယ်အားလုံးကြည့်ပြကြည့်စပါ